ဒီ engine လေးကတော့ piston နဲ့ကို gasket ပေါက် gasket ပြတ်ပြီးရေဝင်ပြီးတော့ connecting ကောက်သွားတာတဲ့ connecting ကောက်သွားတာနံပါတ်3နဲ့နံပါတ်2ကောက်သွားတယ်engine နေရရှိပြီဖူးလက်ဖြစ်နေတာ engine အတန်អော်လာလို့ဖြုတ်ကြည့်မှာပဲတိတာတော့တယ်အထဲထဲမှာရေဝင်ပြီးတော့ရေဒုခံပြီးတော့ connecting ကောက်သွားတာဒါနံပါတ်2နံပါတ်3နောက်တော့နံပါတ်3ဖြစ်ပါတယ်ဒီမှာကောက်သွားတာခင်ဗျာဒီဘက်ဟာလေဒီဘက်ကနံပါတ်4ကတော့ရပြီမှာနံပါတ်3နဲ့နံပါတ်4နံပါတ်3နံပါတ်4နံပါတ်2နံပါတ်1အဲ့ဒီဖြစ်ပါတယ်